ဒီဗီဒီယိုဖိုင်လေးမှာတော့သမီးကျွိုင်းလေးကိုလှုပ်ပေးဖြစ်တဲ့ Verbal Chasing Activity လေးချောင်းကိုပြောပြပါမယ်ရှင်။ခလေးကဘူပေါင်းနောက်ကိုလိုက်ဖမ်းရင်းနဲ့ပြေးတာတို့လမ်းလျှောက်ကားတာတို့လုပ်ရတယ်ပေါ့နော်။အဲဒါကြောင့်မို့လို့သူ့ရဲ့ခြေသလုံးကြွက်သားလေးတွေဟာတန်မာလာပြီးတော့ growth motor skill ကိုတိုးတက်စေပါတယ်။အုံနှောက်ရဲ့အရှိပိုင်းဖြစ်တဲ့ prefrontal cortex ကအာရုံစူးစိုက်မှုကိုထိန်းချုပ်ပေးတယ်ပေါ့နော်။ဒီမှာဆိုရင်ခလေးကဘူပေါင်းလေးတွေကိုမျက်စိမပြတ်လိုက်ကြည့်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အာရုံစူးစိုက်နိုင်မှုကိုလည်းတိုးတက်စေပါတယ်။ဘူပေါင်းလေးတွေကိုလက်နဲ့ထိလိုက်တဲ့အခါမှာပျောက်သွားတယ်ပေါ့နော်။ဒါလေးကရိုးရှင်းပေမဲ့ခလေးကို cause and effect ကိုနားလည်စေပြီးတော့ problem solving skill တွေနဲ့ logical thinking ကိုလည်းတိုးတက်စေပါတယ်။ခလေးစောနေတဲ့အချိန်မှာစကားလေးတွေပြောပေးခြင်းအပြင်အသာစကားကိုလည်းဖွံ့ဖြိုးတိုးတက်စေပါတယ်။ဒီ activity လေးကတော့ခလေးအရန်ပျော်ပြီးတော့သူ့အတွက်အကျိုးတွေအများကြီးရှိတဲ့ activity လေးပဲဖြစ်ပါတယ်ရှင်။ဒီရွယ်ခလေးလေးတွေကအန်ရီကိုတိတ်မသိသေးတဲ့အတွက်ကြောင့်မို့လို့မိဘကတစ်ချိန်လုံးသူ့ဘေးနားမှာနေပြီးတော့ဂရုစိုက်ပေးရပါမယ်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။